ကျမနဲ့ပန်ဆယ်လိုနဲ့ဖြစ်ကျမအကြောင်းအပန်ဆယ်လိုချီရောက်သွားပြီကွာပို့ပလိုက်တယ်ကျမနဲ့အခုချိန်မှာဘယ်သူနဲ့ရဖြစ်ချင်အောင်ဟန်ဆောင်မလဲကျမအကြောင်းအဲ့ဒီမှာဤဖြိုးဝေຫນွေပန်းအကုန်ရောက်လာလိမ့်မယ်ဟိုတနေ့ကစင်နိုင်ဆိုပြီးတော့ကိုရီးယားဝင်းထက်ရကောင်းမှစင်နိုင်နေတို့အလှက်လာမယ်နော်ညတို့ငါပြောပြီးသားဖာတန်းကိုပို့မယ်လို့ပြောထားပြီးသားအဲ့ဒီစင်နိုင်တို့ကိစ္စဖြစ်ရင်အဲ့ဒီအထယ်ထဲမှာကျမအစစစ်ကြည့်နေတယ်နော်သူတို့တွေ front မဟုတ်သေးဘူးကျမနဲ့ရန်ဖြစ်လိုက်စင်နိုင်နဲ့ဘာကြောင့်ကျမကိုတက်လိုက်ရတဲ့ဟိုအလူငွေခိုးတယ်ပြောလို့ကျမပြောသားပဲသူ့လင်ဝင်းထက်ဓမ္မရှိနေတာအန်ယူဂျီကဆင့်ခေါ်လိုက်လေမြန်မာပြည်ကနေဦးလေနင်တို့ရဲ့ပါတော့ငါ့ရဲ့ပန့်ဆယ်ကြီးနဲ့မရိုက်ဘူးမြန်မာပြည်ကနေခုံဖနတ်မာထားတယ်ခုံဖနတ်နဲ့ရိုက်မှာကျမပြောထားပြီးသားအဲ့ဒီလူတွေအားလုံးအဲ့ဒီမှာတော့ရောက်သွားပြီပါလို့ဒါလည်းတည်င်းပို့အတင်းပို့အကောင်မဘာအကောင်မဘာဘယ်နှခုနှစ်ကဟာဒီမှာသူတို့ဖာတာသူတို့လောက်ကြံဆက်ချမ်းမြတ်တော့ကျမရဲ့ဒီလောက်ပဲရှိတယ်အရက်ကဒါတော့မှဖနက်ကလေးကအဲ့လောက်စီးထားတာသူကသူ့မျက်နှာကိုပါအုပ်ထားတယ် max အုပ်ထားတာအရက်ကပူပူလေးဆိုတဲ့အခါကျတော့ကျမလည်းအပြင်မှာတစ်ခါပဲမြင်ဘူးတာပါချမ်းမြတ်တော့အဲ့ဒီနေ့မှာကျမတို့ဖြစ်ပျက်ခဲ့တဲ့သမျှကိုသူ့ရဲ့အုပ်စုကိုသူပြန်ပြောလိုက်တယ်မပြောဘူးလို့မငင်းနဲ့နော်ကျမအလုံးဝ live တက်လည်းမလားအရင်တော့ကကျမ live တက်တယ်ဆိုရင်ကျမအောက်မှာမန့်တွေကိုဖွင့်ပေးထားတယ်အောက်ကနေပြောကြကျမကလည်းဒေါသထွက်ပြီးပြောရင်ကျမစီကနေသူတို့ကစကားကိုနှိုက်ချင်တာကျမ live မလွှင့်တဲ့အခါကျသူတို့ဒေါသတွေထွက်ပြီးသွားတဲ့အခါကျမရဲ့ skin care ရောင်းနေတဲ့ page မှာသူတို့ကကျမ skin care ရောင်းတာကိုလုံးဝမနာလို့ကြအောင်အခုလိုမျိုးစစ်တပ်ကနေပြီးဆိုနေလာတွေကို skin care မရောင်းနဲ့လို့အဲ့လိုမျိုးပြောလိုက်တာကိုသူတို့အနေနဲ့ဒါအကူမှသဘောကျကြအဲ့တော့အဲ့ဒီရဲ့ကျမရဲ့ skin care page ကနေပြီးတော့မှလာမင်းဖြူဆိုတဲ့အကောင့်နဲ့အမလီနင်ဘဲရက်ကဘဲကိုတရားရုံးတက်တာနဲ့ဘာညာမပြောဘူးဘာညာနဲ့ကျမကိုလာရန်တွေ့ချမ်းမြတ်တော့အခု KB နဲ့တယောက်ကို3,900နဲ့စာတင်နေတာဘယ် KB သုံးလဲဆိုတာကျမသိတာပဲကျမ live မှာပြောသလားမပြောဘူးချမ်းမြတ်တော့သူ့ဖေ KB သုံးနေပါတယ်ဘာညာဆိုသူ့ live မှာပြောတော့တာကျမအဲ့ဒါတွေကိုတရားရုံးကိုမတင်ရသေးပါဘူးโอเคနော်အခုနောက်ဆုံးပိတ်ကလေးပဲတင်ထည့်ပလိုက်တာတရားရုံးကဘာဖြစ်တော့ဘယ်ရက်မှာပြန်ပြီးတော့ရလက်ထွက်မယ်ဆိုပြီးတော့ပြောထားတယ်သူတို့အုပ်စုလိုက်ကျမကိုတိုက်ခိုက်တာအဲ့ဒါတွေအားလုံးကိုကိုရီးယားနိုင်ငံမှာရှိတဲ့တရားသူကြီးတွေအကုန်သိစေရမယ်အဲ့ဒါဇွန်နီလာထိပဲအခုပဲ messenger ဒီရဲ့ messenger ကို report ထုတယ်ကျမအကောင့်ကို report ထုတယ် report ထုရင်အမြဲတမ်း100ကျော်ကျမ restrict ထိနေတဲ့အတွက်ကြောင့်မလို့ကျမကိုကြည့်တဲ့လူက100ကျော်ရှိတယ်ဆိုသူတို့ report ထုတယ်ဆိုတဝက်ကျသွားတယ် reach က report ထုတာနဲ့ reach ကအောက်ကျသွားပြီ messenger 9ရက်ကျသွားပြီဒါကြောင့်မလို့ live ကိုနည်းနည်းစောစောလွှင့်ရတာဒီလိုအောက်တန်းစားတွေနဲ့ကျမကဘာလုပ်နေရတာရင်ဆိုင်နေရတာသူတို့အကောင့်ထဲမှာဒလန်ပြောတယ်ဟိုမှာကျတော့ကျမကိုဖမ်းခိုင်းတယ်